လက်ရှိဘဝမှာတယောက်နဲ့တယောက်အတ္တမာနတွေပြိုင်ပြီးမနာလိုဝင်တို့မခေါ်မပြောနိုင်ဖြစ်နေကြတာကိုတွေ့ဘူးကြမှာပါကိုယ်တိုင်လည်းကြုံမှုကြောက်မယ်ထင်ပါတယ်ဒီပုံမြင်လေးကတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့ဖြေရှင်းရမယ်လူတဦးနဲ့တဦးချစ်ခင်စွာနေနိုင်စေဖို့အဓိကလိုအပ်ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်တခါတုန်းကအင်မတန်ตายရတဲ့တောရွာလေးမှာမိန်းမပြိုလေးတဦးဟာအိမ်တောင်ကျပြီးနောက်အမျိုးသားရဲ့အိမ်ကိုလိုက်နေခဲ့ရပါတယ်မိသားစုအသစ်ပတ်ဝန်းကျင်အသစ်စီကံအသစ်တွေကြားမှာသူမအထက်လွယ်ကူမနေခဲ့ပါဘူးအထူးသဖြင့်ရောက်ခမနဲ့နေ့စဉ်ပြောဆိုဆက်ဆံရတဲ့အခါဘလို့မှမတည့်နိုင်ခဲ့ပါဘူးစကားများရတယ်ရန်ဖြစ်ရတယ်တယောက်ကိုတယောက်အမြင်မတူစိတ်မချမ်းသာနိုင်ကြဘူးဒါပေမဲ့လည်းယဉ်ကျေးမှုကြောင့်လည်းဖြစ်ဘာသာရေးကြောင့်လည်းဖြစ်မကြိုက်ပေမဲ့ထမိန်ခူးပေးရတယ်အိမ်မှုကိစ္စအဆအဆုံးပြင်ဆင်ပေးရတာပေါ့အပြင်မှာမပြောရပေမဲ့စိတ်ထဲမှာတော့ဒဏ်ရာတွေစုနေခဲ့ပါတယ်။ဒီနေ့တော့ဒီလိုနေရတာမခံနိုင်တော့တဲ့အခါချွေးမဖြစ်သူအမျိုးသမီးကသူမရဲ့အဖေစီသွားပြီးအချမ်းညံတောင်းခဲ့ပါတယ်။အဖေဖြစ်သူကသူမစကားကိုငိမ့်ငိမ့်နားထောင်ပြီးနီးလန်းတစ်ခုပေးလိုက်ပါတယ်။ရောက်ခမစားတဲ့ထမင်းတိုင်းမှာဒီဆေးကိုနည်းနည်းစီနေ့စဉ်ထည့်ပါ6လအတွင်းမတိမတတေးဆုံးသွားလိမ့်မယ်။အဖေကဆက်ပြီးမှာလိုက်ပါတယ်။ဒါပေမဲ့ဆေးထက်နေတဲ့ကာလအတွင်းရောက်ခမကိုရင်ရင်ကြေးကြေးကင်းကင်းနာနာဆက်ဆံရမယ်။ဒါမှအစိတ်ခတ်တယ်ဆိုတာဘယ်သူမှမရိပ်မိနိုင်ဘူး။ချွေးမထစ်သူကဆေးကိုယူပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးနေ့တိုင်းရောက်ခမစားတဲ့ထမင်းထဲကိုဆေးနည်းနည်းစီထည့်ပါတယ်။ဒါပေမဲ့ဆေးထည့်ရင်းနဲ့ပဲစကားပြောပုံပြောင်းသွားပါတယ်။အတန်ချိုလာလေအယော့ပေးတက်လာတယ်။အပြောစုရင်ကျေးလာတယ်။အဲ့ဒီအပြောင်းလဲကိုရောက်ခမလည်းခံစားမိပါတယ်။ဒီချွေးမကအရင်လိုမဟုတ်တော့ပါလား။တဖြည်းဖြည်းနဲ့ရောက်ခမရဲ့စိတ်လဲပြောင်းလာပြီးအကောင်းမြင်တတ်လာပါတယ်။အတ္တတွေနဲလာပြီးအိမ်အောင်ထဲမှာအေးချမ်းမှုစတင်ပေါ်လာခဲ့ပါတယ်။ပဝင်းကျင်ကလည်းချွေးမလေးကလိမ်မာလိုက်တာချွေးမလေးကတော်လိုက်တာဆိုပြီးချီးမွမ်းလာကြပါတယ်။ဒီလိုနဲ့မိသားစုလေးဟာတကယ်ကိုတာယာလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲချွေးမဖြစ်သူရဲ့စိတ်ထဲမှာနောင်တကတဖြည်းဖြည်းကြီးလာခဲ့ပါတယ်။ငါတကယ်လို့ရောက်ခမကိုတတ်ချင်ခဲ့လား။ဒီလိုစိတ်နဲ့သူမကအဖေစီကိုပြန်သွားပြီးငိုရင်းတောင်းဆိုခဲ့ပါတယ်။အဖေအခုထည့်ထားတဲ့ဆေးကိုပြေအောင်လုပ်နိုင်တဲ့ဆေး plan ပေးပါ။အဖေကပြုံးပြီးပြန်ပြောလိုက်ပါတယ်။ငါသမီးလက်ထဲကိုအဖေပေးလိုက်တာအစိတ်မဟုတ်ပါဘူး။အဲ့ဒါကကျန်းမာရေးအကရ vitamin C တွေပါ။အဖေဖယ်ရှားကျင်တာကသမီးရဲ့စိတ်ထဲမှာရှိနေတဲ့အာဃာတဆိုတဲ့အစိတ်ပါဒီပုံမြင်ကကျမတို့ကိုတခုသင်ပေးနေပါတယ်လောကကြီးမှာဟိုလူမကောင်းဘူးဒီလူမကောင်းဘူးလို့ပြောနေမဲ့အစားအရင်ဆုံးကိုယ်စိတ်ကိုကောင်းအောင်ပြောင်းကြည့်ပါကိုယ်စိတ်အမှန်တကယ်ပြောင်းသွားရင်လောကကြီးလည်းတဖြည်းဖြည်းပြောင်းလာပါလိမ့်မယ်အသည့်တစ်ခုရရှိနိုင်ကြပါစေရှင်ပုံမြင်လေးကတော့ဒီမှာပဲပြီးပါပြီရှင်ပုံမြင်လေးတွေကိုနှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ကြပါအောင်ရှင်နောက်ထပ်ပုံမြင်လေးတွေကိုလည်းကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်